อียิปต์ปียาเมดเอาเชมาเชฮองลิเวชัดเมียจะดงกบากีมาลูดาดิอภิชามเยอะนันดีเดลิเวอายาริมีอาสวาชีบาเดดีเดมาอียิปต์ปียาเมกาก็ทิ้งชาเดนิยาเพียงตีชีบาเดแต่กันดายาเดมานิยองจีกปีรามิดจีดีเย่เจ้าดงดีကိုလင်းလက်တောက်ပါစေတယ်ဂီဇာကုန်းမြင့်ပေါ်မှာတည်ရှိတဲ့ Key of Pyramid ဟာနှစ်ပေါင်းထောင်ကြီးအင်အားကြီးမားစွာရပ်တည်နေခဲ့တယ်ဒါပေမဲ့ဒီပီရာမစ်ရဲ့အောက်ခြေမှာလျှို့နှစ်ထိုင်အံ့ဖွယ်အမှုတွေကိုဘယ်သူမှမမျှော်လင့်ထားခဲ့ဘူးဒေါက်တာဆာရာအယ်ဘတ်ဆိုတဲ့အီဂျစ်ပညာရှင်ဟာသူမရဲ့သုတေသနအဖွဲ့နဲ့အတူပီရာမစ်ရဲ့အောက်ခြေမှာလျှို့ဝှက်အခန်းတစ်ခန်းရှိမရှိစူးစမ်းနေခဲ့တယ်နှစ်ပေါင်းများစွာကောလာဟာလတွေကပီရာမစ်အောက်မှာဖုံးကွယ်ထားတဲ့ရှေးဟောင်းအမွေအနှစ်တွေရှိတယ်လို့ဆိုခဲ့ပေမဲ့အထောက်အထားခိုင်လုံမှုမရှိခဲ့ဘူးဒါပေမဲ့ဒေါက်တာဆာရာရဲ့ခေတ်မီစက်ကရိယာတွေနဲ့စူးစမ်းမှုကြောင့်တနေ့မှာတဲထဲမှာဖုံးကွယ်နေတဲ့ကြောက်သားတကားတစ်ခုကိုတွေ့ရှိခဲ့တယ်။အဖွဲ့သားတွေဟာစိတ်လှုပ်ရှားမှုနဲ့အတူတကားကိုဖြင်းညင်းစွာဖွင့်လိုက်တယ်။အထဲမှာမှောင်မဲနေတဲ့လွှိုင်ခန်းတစ်ခုကသူတို့ကိုစောင့်ကြိုနေတယ်။မီရှူးတန်ဆောင်နေတဲ့အလင်းပင်ရင်သူတို့ဟာနယံဒီပေါ်မှာထွင်းထူထားတဲ့ရုပ်ထုတွေကိုတွေ့ရှိခဲ့တယ်။ဒီရုပ်ထုတွေကတာမန်မဟုတ်ဘူး။ကြောက်သားပေါ်မှာထွင်းထူထားတဲ့ပုံတွေကလူသားတွေနဲ့မတူတဲ့ပုံပန်းတံရှိတဲ့တထဝါတွေထူးဆန်းတဲ့စက်ကရိယာတွေနဲ့ကျဲသားကောင်းငင်ကိုညွှန်ပြထားတဲ့မြေပုံတွေကိုပြသနေတယ်။ဒါဘလို့ဖြစ်နိုင်မှာလဲ။ဒေါက်တာဆာရာအန်ဩစွာရေရွတ်လိုက်တယ်။သူမရဲ့လက်ထောက်မစ္စတာကာလစ်ကရုပ်ထုတစ်ခုကိုလက်နဲ့ထိကြည့်ရင်ဒီဟာတွေကရှေးအောင်အီဂျစ်လူမျိုးတွေရဲ့လေယာမဟုတ်ဘူး။ဒီလိုနီးပညာကိုသူတို့မသိခဲ့ဘူးလို့ပြောလိုက်တယ်။လွိုင်ကန်ရဲ့အလဲမှာကြီးမားတဲ့ကြောက်သားစပွဲတစ်ခုပေါ်မှာထူးဆန်းတဲ့လက်ရာတစ်ခုကိုတွေ့ရတယ်။ဒီလက်ရာဟာတထုပ်နဲ့ပြုလုပ်ထားပြီးအလင်းရောင်မှာတောက်ပနေတယ်။၎င်းပေါ်မှာထူးဆန်းတဲ့သင်္ကေတတွေထွန်းထူထားပြီးဒါတွေဟာရှေးရောင်အီဂျစ်စာလုံးတွေနဲ့မတူဘဲပုံမိုရှုပ်ဖူးတဲ့ပုံစံမျိုးဖြစ်နေတယ်။ဒေါက်တာဆာရာကဒီလက်ရာကိုဂီယိုတစိုက်စစ်ဆေးရင်ဒါနနီးပညာတစ်ခုလို့ထင်ရတယ်။ဒါပေမဲ့ဘလို့လဲပတ်လဲဘယ်သူမှမသိသေးဘူးလို့သူမတွေးမိတယ်။ရက်တပတွေကြာလာတဲ့အခါအဖွဲ့ဟာဒီလွိုင်ကန်ထက်ကရှားဖွေတွေ့ရှိမှုတွေကိုမှတ်တမ်းပြီးလေ့လာခဲ့တယ်။ရုပ်ထုထဲမှာကျဲဆိုတဲ့ငကန်ငွေတဲ့အနေနဲ့အစစ်မြင့်နီးပညာကိုဖော်ပြထားတဲ့ပုံတွေကိုတွေ့ရတယ်။ဒီအရာတွေဟာရှေးရောင်အီဂျစ်လူမျိုးတွေရဲ့ဗဟုသုတထက်အစပေါင်းများစွာကျော်လွန်နေတယ်လို့သူတို့ယုံကြည်ခဲ့တယ်။ဒေါက်တာဆာရာရဲ့စိတ်ထဲမှာမေးခွန်းတွေပိုများလာတယ်။ဒီလွိုင်ကန်ကိုဘယ်သူတွေစောက်ခဲ့လာလဲ။ဒီလက်ရာတွေကဘာအတွက်လဲ။ဒီရုပ်ထုတွေကတကယ်ပဲကဘာပေါ်ကလူသားတွေရဲ့လက်ရာလား။ဒါမှမဟုတ်တခြားကဘာကဧည့်သည်တွေရဲ့လက်ရာလား။ဒီရှာဖွေတွေ့ရှိမှုဟာကဘာတဝန်းကိုအန်အောတင်စေခဲ့ပေမဲ့ဒေါက်တာဆာရာအတွက်တော့ဒါကအစပဲရှိသေးတယ်။သူမဟာပီရာမစ်ရဲ့အောက်ခြေမှာဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေကိုဆက်လက်ဖော်ထုတ်ဖို့တန်တစ်ချန်ချထားတယ်။တဲကန်တရရဲ့နက်နဲတဲ့တိတ်ဆိတ်မှုထဲမှာရှီယန်းလျှို့ဝှက်ချက်တွေဟာဖြင်းညင်းစွာပေါ်ထွက်လာနေတယ်